မင်္ဂလာပါရှင်ပတ်စင်စနေညသတင်းတင်ဆက်မှုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့တိုက်ပွဲတဲ့ဖက်ကန်လွန်ခန်စံခါကျေးရွာရှိပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီတပ်မှချင်းချောက်တာတွေပြုလုပ်တဲ့တင်းနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။ကျွန်မအန်ကွန်တာစင်ပါရှင်။ကဲရမတ်6တပ်မဟာအမတ်ကိုတက်ရင်နှုံးဆွေနီးမအော်တိုဘာလ1ရက်နေ့မနက်9:00နာရီအချိန်မှာစစ်ကောင်စီတပ်နဲ့ကဲရတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့တို့4 week နှစ်စီးဖြစ်ကိုခိုင်မမှုဆက်ပဲတို့လှုပ်ရှားလာစဉ်နှုံးဆွေအထက်ရောက်လာချိန်ကဲရတပ်ဖွဲ့မှခုခံတိုက်ခိုက်ရာကနေမိနစ်30ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားစဉ်စစ်ကောင်စီတပ်ဘက်မှထိခိုက်မှုရှိခဲ့ပြီးကားတစ်စီးလည်းပျက်စီးသွားတဲ့အတွက်လက်နက်များရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူတို့ထိခိုက်မှုလည်းရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါဒေသမှာစစ်ကောင်စီတပ်ဘက်မှစစ်အားဖြင့်တင်းကထိုးစစ်ဆင်လာရရှိနေတဲ့အတွက်ကြောင့်ကံရဲ့အမတ်4အမတ်6နဲ့အမတ်30တပ်မဟာနေမြေတွေမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစက်တင်ဘာလ30ရက်နေ့ကလည်းကဲရဲ့အမတ်36တပ်ရင်မုံကိုပင်ကွယ်ကျေးရွာနီးမှာစစ်ကောင်စစ်တပ်နဲ့ကဲရဲ့တပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဖက်ကန်လွန်ခန်စံခါကျေးရွာရှိပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီတပ်မှစက်တင်ဘာလအတွင်းမကြာခဏဆိုသလိုချင်းချောက်တာတွေပြုလုပ်နေကြောင်းဒေသခံများမှသိရှိရပါတယ်။စံခါကျေးရွာမှာအကြမ်းဖက်စစ်ကောင်စီစစ်သားများကနေ့တိုင်းဆိုသလိုအရက်ဝတ်စုံများဖြင့်ရွာတွင်လှုပ်ရှားသွားလာနေကြောင်းကိုပြောကြားချက်များရှိနေပါကနေအိမ်များကိုမိရှို့ဖျက်ဆီးလိုက်မည်ဖြစ်ကြောင်းရွာသားများကိုချင်းချောက်ပြောဆိုထားတာတွေရှိကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကရွာသားတွေကချင်းချောက်ပြောဆိုတာရှိပြီးရွာတွင်သွားလာနေတဲ့ပြည်သူတွေကိုလည်းတင်းကျပ်စွာစစ်ဆေးမှုတွေပြုလုပ်နေလို့ရွာသားများရွာတွင်းမှာနေတိုင်းဖို့တောင်ကြောက်လန့်လန့်ဖြစ်နေရကြောင်းလည်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကရွာသားတွေကချင်းချောက်ပြောဆိုတာတွေရှိပြီးရွာတွင်သွားလာနေတဲ့ပြည်သူတွေကိုလည်းတင်းကျပ်စွာစစ်ဆေးမှုတွေပြုလုပ်နေလို့ရွာသားများရွာတွင်းနေထိုင်ဖို့တောင်ကြီးလန့်စာစားနေရကြောင်းသိရပါတယ်။လွန်ခဲ့သောကာလကလည်းစံခါကျေးရွာနေမတန်ရန်ကျေးရွာမော်ဘုံကျေးရွာတွင်မှလည်းစစ်ကောင်စီတပ်မှလက်နက်ကြီးမကြာခဏပစ်ခတ်တာတွေကြောင့်ရွာသားအလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်းသိရှိရပါတယ်ရှင်။ကြံရန်ကျေးရွာမှာအငတ်ပေးဆိုင်ချင်းတနေ့ထက်တနေ့ပုံမဆိုးလာခြင်းကြောင့်တောင်ရလုတ်ကန်အသက်မွေးဝမ်းကြောင်းပြုလုပ်နေတဲ့ဒေသခံများရဲ့တောင်ရစပါးအလုံးနီးပါးဖျက်ဆီးဆုံးရှုံးရတာတွေရှိကြောင်းတောင်ရလုတ်ကန်တဲ့ဒေသခံတွေကပြောပါတယ်။ကြံရန်ကျေးရွာမှာအရင်နှစ်ကထက်အစာအငတ်ပေးဆိုင်လာတာဟာစဘာတာမကတောင်ရမှာစိုက်ထားတဲ့ရှိသမျှတေးပင်အားလုံးကျွတ်ဖြက်စီးခြင်းခံလိုက်ရတာကြောင့်သိရပါတယ်။ယခုနှစ်မှာတော့ကောက်ရိတ်ချိန်ရောက်လာပေမဲ့ရိတ်သိမ်းစဘာမရှိတဲ့အတွက်လာမယ့်နှစ်မှာစာဝတ်နေရေးပုံမခက်ခဲလာလိုက်ကြောင်းလည်းပြောပါတယ်။အင်ဂျရန်ကျေးရွာရှိပြည်သူအများစုဟာတောင်ရပြောင်းဖူးနဲ့အခြားဟင်းသီးဟင်းရွက်များကိုအဓိကထားစိုက်ပျိုးပြီးအသက်မွေးဝမ်းကြောင်းပြုလုပ်နေတာဖြစ်ပြီးလက်ရှိအင်ဂျရန်ကျေးရွာမှာလူဦးရေစုစုပေါင်း19000ကျော်နေထိုင်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြင့်သတင်းတင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။မတုနာဇေဝကရှိကနေဖေးနာလူနာရယ်